မင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တို့ network တစ်ခုကိုအဆင့်30နဲ့အလွယ်တကူတိဆောက်ပြခဲ့ပြီးပြီဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေပေါ့နော်နောက်ပြီးတော့ coffee ဆိုင်တွေနဲ့အဆောင်တွေမှာအသုံးများတဲ့ voucher code နဲ့လုပ်ပြင်ဝင်ရတဲ့ Wi-Fi portal တစ်ခုကိုဘယ်လိုဆက်လက်လုပ်ရမလဲဆိုတာလက်တွေ့ပြသပေးမှာဖြစ်ပါတယ်ပထမဆုံး step 1အနေနဲ့ကတော့ကျွန်တော်တို့ quick setup button ကိုနှိပ်ပြီးတော့မှ voucher portal အတွက် Wi-Fi နဲ့ SSID အသစ်တစ်ခုကိုကျွန်တော်တို့ပြင်တိဆောက်အောင်ပေါ့နော်အဲ့တော့ SSID ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့က guest တွေအတွက်ပေါ့နော်ပေးသုံးမဲ့ voucher code နဲ့ login ဝင်ရမယ့် Wi-Fi name တစ်ခုကိုအရင်ဆောက်အောင်မယ်ကျွန်တော်တို့အရေးကြီးတာကတော့ password ပေးစရာမလိုဘူးပေါ့နော်ဒီအဆင့်မှာ security မှာကျွန်တော်နန်းထားခဲ့လိုက်မယ်ပြီးတော့ရင် done နှိပ်လိုက်ဒီဆက်ဆိုင်တွေရှိပြီးသားလို့ပြောနေတာပေါ့နော်ရတယ်ပေါ့နော်ဒီမှာ guest ဆိုတဲ့ SSID တစ်ခုရှိတယ်ကျွန်တော်တို့ security မှာတော့ protocol ကိုကျွန်တော်နန်းထားခဲ့တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ voucher code နဲ့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ password ထားခဲ့မယ်ဆိုလို့ရှိရင် voucher code မထည့်ခင်ဒီ password ကြီးကိုအရင်ဝင်ရမှာပေါ့နော်အဲ့တော့နှစ်ဆင့်ဖြစ်နေမှာဆိုလို့ဒီနေရာမှာ password ကိုမထည့်ဘဲနဲ့ထားခဲ့တော့ပြီးတော့ရင် step 2ကတော့ကျွန်တော်တို့ portal authentication သတ်မှတ်အောင်ပေါ့နော်အဲ့တော့ဘယ်မှာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အောက်မှာ setting ဆိုတဲ့နေရာလေးရှိတယ်ပေါ့ setting ကိုနှိပ်လိုက်မယ်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော် authentication နဲ့သွားလိုက် authentication နဲ့မှာကျွန်တော် portal တစ်ခုကိုတိဆောက်အောင်မှာဖြစ်ပါတယ်ဆိုတော့ portal ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ညာဘက်ထောက်မှာကျွန်တော်အပေါင်းလေးရှိတယ်ပေါ့နော်အဲ့ဒီအပေါင်းလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် portal name ကဒီနေရာမှာ guest လို့ပေးလိုက်မယ်ပေးပြီးသွားရင် portal ကို enable လုပ်မယ်လုပ်ပြီးသွားရင် SSID နေရာမှာကျွန်တော်တို့ခုနက create လုပ်ခဲ့တဲ့ guest SSID တစ်ခုလေးကိုပဲရွေးမယ်ပေါ့နော်အပေါ်ကတော့ကျွန်တော်တို့က WPA2 နဲ့သုံးထားတဲ့ SSID ပေါ့နော်ဒါကိုတော့ကျွန်တော်တို့ကအိမ်မှာသုံးတဲ့လူတွေအတွက်ဒီ voucher code နဲ့ login ဝင်စရာမလိုတဲ့ password ရိုက်ထည့်ပြီးသုံးလို့ရတဲ့ Wi-Fi အနေနဲ့ပဲကြီးတန်းထားမှာပေါ့နော်ဒီ guest ကိုပဲကျွန်တော်တို့ကကိုယ့်စီကိုလာလည်တဲ့ customer တွေကိုပေးသုံးမှာပေါ့နော်အဲ့အတွက်ကျွန်တော်တို့က portal ကိုဒီ guest မှာစောင့်မယ်ဆိုတော့ guest ကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ authentication type မှာတော့ voucher နဲ့သုံးမှာဖြစ်တဲ့အတွက်ကြောင့် voucher ကိုရွေးပေးလိုက်မယ်ပြီးရင် HTTPS redirection ကို enable ပေးလိုက်မယ်ပြီးရင် save နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ထုတ်ခဲ့တဲ့ Wi-Fi ကို send ပြီးတော့မှချိတ်ကြည့်လိုက်မယ် guest Wi-Fi ပေါ့နော်ဒီမှာ portal page တောင်းပြီပေါ့နော် voucher code တောင်းပြီဒါဆိုရင်ကျွန်တော်တို့ guest တွေအတွက် voucher code နဲ့အသုံးပြုရမယ့် Wi-Fi portal တစ်ခုတည်ဆောက်တာပြီးပြီပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာဒီထဲမှာထည့်ပြီးတော့မှသုံးရမယ့် voucher code တွေကိုဘယ်လို generate လုပ်ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်